အားလုံးပဲမင်္ဂလာပါရှင်။ TAT Channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်။ယခုတစ်ခါမျှဝေပေးသွားမယ့်အကြောင်းအရာကတော့ရာသီဥတုပူတဲ့အချိန်မှာခန္ဓာကိုယ်အေးမြဖို့အတွက်ဘလို့အစားအစာတွေကိုစားတောက်ပေးရမယ်ဆိုတာကိုအသေးစိတ်မျှဝေသွားမှာဖြစ်ပါတယ်။ဒီအစားအစာတွေဟာခန္ဓာကိုယ်ကိုအေးမြစေပြီးတော့ခန္ဓာကိုယ်ကျန်းမာရေးကောင်းမွန်ဖို့အထောက်အကူပြုပါတယ်။ယခုပထမဆုံးဒီအစားအစာတွေကိုမပြောပြသေးခင်မှာရာသီဥတုပူတဲ့အချိန်မှာကျန်းမာရေးမထိခိုက်အောင်ဘာလုပ်ရမလဲဆိုတဲ့အားလေးတွေမျှဝေပေးသွားပါမယ်။နံပါတ်1ကတော့ရေဓာတ်ပြည့်ဝအောင်နေပါရေများများတောက်ရပါမယ်။ဒီနေ့ကိုရေ8ခွက်ကနေ10ခွက်အထိတောက်ပေးသင့်ပါတယ်။ရေဓာတ်ပါဝင်တဲ့အစားအစာတွေစားရပါမယ်။ချွေးထွက်များတဲ့အခါမှာဓာတ်စားရေတောက်ပေးသင့်ပါတယ်။နံပါတ်2ကတော့နေပူထဲမထွက်ပါနဲ့။မနက်10နာရီကနေညနေ4နာရီအတွင်းနေပူထဲမထွက်ပါနဲ့အဲ့ဒီအချိန်ကနေပူအပြင်းဆုံးအချိန်ဖြစ်ပါတယ်နေပူထဲထွက်ရင်လည်းနေကမျက်မှန်ထီးတွေအိုးထုတ်တွေလက်ရှိအင်ကြီးတွေကိုအသုံးပြုပါအယောင်ဖြော့တဲ့ခြိသားတွေကိုရွေးချယ်ဝတ်ဆင်သင့်ပါတယ်နေကခရင်လိမ့်သင့်ပါတယ် SPS 30နဲ့အထက်ပါတဲ့နေကခရင်တွေလိမ့်သင့်ပါတယ်နံပါတ်3ကတော့အေးမြသောနေရာတွေမှာနေထိုင်ပါအဲကွန်ဖွင့်ထားတဲ့နေရာတွေမှာနေထိုင်ပါအဲကွန်မရှိရင်ပန်ကာသုံးလို့ရပါတယ်ဒါမှမဟုတ်အေးမြတဲ့တစ်ပင်ရိပ်အောက်တွေမှာနေထိုင်သင့်ပါတယ်နံပါတ်4ကတော့ရေချိုးတာကိုသတိထားပါနွေရာသီမှာရေချိုးတဲ့အခါမှာရေအေးကိုပဲအသုံးပြုသင့်ပါတယ်ရေအေးနဲ့ရေချိုးတာဟာခန္ဓာကိုယ်ကိုအေးမြစေပြီးအပူဒဏ်ကိုလျော့ကျစေပါတယ်ရေခဲရည်နဲ့ရေချိုးတာကတော့ခန္ဓာကိုယ်ကိုအေးမိစေနိုင်လို့ရှောင်ကျဉ်သင့်ပါတယ်ဒီအချိန်မှာရေဘူးနဲ့ရေချိုးတာဟာသွေးကြောတွေကိုထိခိုက်စေနိုင်ပါတယ်။ရေဘူးကသွေးကြောတွေကိုကျဲစေပြီးတော့သွေးပေါင်ချိန်မမှန်တာကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ရေဘူးနဲ့ရေချိုးတာကိုရှောင်ကျဉ်သင့်ပါတယ်။ရေချိုးချိန်ကိုတေချာစီမံသင့်ပါတယ်။မနက်ပိုင်းနဲ့ညနေပိုင်းတွေမှာပဲရေချိုးသင့်ပါတယ်။ရေချိုးတဲ့အခါမှာလည်း10မိနစ်ကနေ15မိနစ်အတွင်းပြီးအောင်ချိုးသင့်ပါတယ်။ရေချိုးချိန်အရန်ကြာတာဟာခန္ဓာကိုယ်ရဲ့ရေဓာတ်တွေကိုဆုံးရှုံးစေနိုင်ပါတယ်။ဒါကြောင့်ရေချိုးပြီးရင်ရေများများမတောက်ဖဲမနေပါနဲ့နံပါတ်5ကတော့လေ့ကျင့်ခန်းတွေကိုသတိထားလုပ်ပါမနက်စောစောသို့မဟုတ်ညနေပိုင်းအေးမြတဲ့အချိန်တွေမှာလေ့ကျင့်ခန်းလုပ်ပါပူပြင်းတဲ့အချိန်မှာပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုရှောင်ပါနောက်ဆုံးချက်ကတော့အနားယူရပါမယ်ပူပြင်းတဲ့အချိန်တွေမှာတေချာအနားယူပေးပါအပူရှက်တာရဲ့လက္ခဏာတွေကိုသတိထားသင့်ပါတယ်ဥပမာခေါင်းကိုက်တာမူးဝေတာပြုတ်အန်တာဒါတွေဖြစ်လာပြီဆိုရင်သတိထားသင့်ပါတယ်အခုပြောပြခဲ့တဲ့အချက်တွေကတော့ရာသီဥတုအရန်ပူတဲ့အချိန်မှာခန္ဓာကိုယ်အန်ဒီယမထိကိုက်အောင်လို့လိုက်နာရမယ့်အချက်လေးတွေကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။အခုခန္ဓာကိုယ်အေးမြဖို့အတွက်စားပေးရမယ့်အစားအသောက်တွေကိုမျှဝေပေးပါမယ်။ဒါတွေကိုမပြောပြသေးခင်မှာဒီ channel လေးကို like and subscribe လုပ်ပေးခဲ့ပါအောင်ရှင်။နံပါတ်1ကတော့ဖရဲသီးပါ။ဖရဲသီးဟာရေဓာတ်62%ပါဝင်ပြီးတော့ခန္ဓာကိုယ်ကိုအေးမြစေပါတယ်။ဗိုက်တာမင် A ဗိုက်တာမင် C နဲ့အန်တီအောက်ဆီဒန့်တွေကြွယ်ဝတာကြောင့်ခုခံအားစနစ်ကိုမြင့်တင်ပေးပါတယ်။ဖရဲသီးကိုဒီတိုင်းစားတာဖြော်ရည်လှုပ်တောက်တာ detox water လှုပ်တောက်တာဒါမျိုးလေးတွေပြုလုပ်သင့်ပါတယ်။နံပါတ်2ကတော့သခွားသီးပါသခွားသီးဟာရေဓာတ်ကြွယ်ဝပြီးတော့အပူဒဏ်ကိုခံနိုင်ရရှိစေပါတယ်ဗိုက်တာမင် C နဲ့အန်တီအောက်ဆီဒန့်တွေကြွယ်ဝတာကြောင့်အသားရည်ကိုစုပ်ပြေလှပစေပါတယ်တခွားသီးကိုတို့စားတာအတုပ်တုပ်စားတာဒီတိုင်းတခွားသီးနုနုလေးတွေအစိမ်းစားတာဒီလိုမျိုးစားသုံးပေးလို့ရပါတယ်နံပါတ်3ကတော့လိမ္မော်သီးဖြော်ရည်လိမ္မော်သီးဟာဗိုက်တာမင် C ကြွယ်ဝပြီးတော့ခန္ဓာကိုယ်ကိုအားဖြည့်ပေးပါတယ်ရေဓာတ်ကြွယ်ဝတာကြောင့်ခန္ဓာကိုယ်ကိုအေးမြစေပါတယ်လိမ္မော်သီးကိုအချိုတဲတယ်ဖြော်ရည်လှုပ်တောက်မယ်ဒါလေးတွေလုပ်လို့ရတယ်ဖြော်ရည်လှုပ်တောက်မယ်ဆိုရင်လည်းအရေးကြီးပဲမတောက်ဖက်နဲ့အဖက်တွေပါအောင်ဖြော်တောက်ရပါမယ်ဒီနေရာမှာ ready made ဖြော်ရည်တွေကိုတော့မတောက်စေချင်ပါဘူးလက်ဆက်တဲ့အသီးတွေကိုပဲဖြော်တောက်ပေးသင့်ပါတယ်နံပါတ်4ကတော့မကြီးသီးမကြီးဖြော်ရည်ပါမကြီးသီးမှာဗိုက်တာမင် C ဗိုက်တာမင် B အုပ်စုတွေသတ္ထုဓာတ်တွေနဲ့အမြင့်ဓာတ်တွေပေါ်ကျော်ဝါစွာပါဝင်ပြီးတော့အစာချေစနစ်ကိုကောင်းမွန်စေတယ်ဝမ်းမှန်စေပြီးဝင်းချုပ်တာကိုကာကွယ်ပေးပါတယ်ချွေးထွက်စေပြီးတော့အပူပုတ်ကျစေတဲ့အာနိသင်ရှိတာကြောင့်နွေရာသီမှာစားသုံးတဲ့အစားအစာတစ်ခုဖြစ်ပါတယ်မကြီးသီးကိုထညက်နဲ့ဖြော်ရည်လုပ်တောင်းမယ်ဒါမှမဟုတ်အတုပ်ထဲမှာမကြီးဖြော်ရည်လေးထည့်တုပ်တာဒါမှမဟုတ်ရင်ထညက်နဲ့မကြီးသီးရိုးထိုးထားတာလေးတွေစားပေးလို့ရပါတယ်နံပါတ်5ကတော့ပဲပြားပါပဲပြားကပရိုတင်းဓာတ်ကြွယ်ဝပြီးတော့ခန္ဓာကိုယ်ကိုအေးမြစေတယ်အမြင့်ဓာတ်ကြွယ်ဝတာကြောင့်အစာချေစနစ်ကိုကောင်းမွန်စေပါတယ်ပဲပြားကိုတော့ကြော်စားတာဟင်းချက်စားတာဒါမျိုးစားပေးလို့ရပါတယ်။ယနေ့ခေတ်မှာဆိုရင်ပဲပြားတွေကိုကြာရှည်ခံဆေးဝါးတွေသုံးပြီးတော့ထုတ်လုပ်ထားကြပါတယ်။ဒါတွေကိုတော့သတိထားပြီးဝယ်ယူစားသုံးသင့်ပါတယ်။နံပါတ်6ကတော့ဒိန်ဂျင်ပါ။ဒိန်ဂျင်ကအေးမြပြီးတော့အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ probiotics လို့ခေါ်တဲ့အကျိုးပြုဘက်တီးရီးယားတွေပါဝင်တာကြောင့်ဥလန်းချောင်းကျန်းမာရေးကိုကောင်းမွန်စေပါတယ်။
ဒိန်ဂျင်ကိုထိညက်နဲ့အချိုမများပဲနဲ့ချင်းချိုလေးတောက်တက်ပါတယ်နံပါတ်9ကတော့ဂျင်းပါဂျင်းဟာခန္ဓာကိုယ်ကိုအေးမြစေပြီးအပူဒဏ်ကိုခံနိုင်ရရှိစေပါတယ်အန်တီအောက်ဆီဒန့်တွေပါဝင်တာကြောင့်ခုခံအားစနစ်ကိုမြှင့်တင်ပေးပါတယ်ဒီနေရာမှာဂျင်းဟာပူတဲ့အရသာရှိပေမဲ့ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကိုမြန်စေပြီးတော့သွေးလေလက်ပတ်မှုကိုကောင်းမွန်စေတဲ့အတွက်ကြောင့်ခန္ဓာကိုယ်ကိုချွေးထွက်စေခြင်းအပြင်အပူကိုထုတ်လွှတ်ပေးပါတယ်အဲ့လိုနည်းနဲ့ပဲခန္ဓာကိုယ်ကိုအေးမြသွားစေပါတယ်ဂျင်းကိုဖြော်ရည်တွေတောက်တာဂျင်းလက်ဖေးရည်လောက်တောက်တာဟင်းထဲမှာထက်ချက်စားတာဒီလိုမျိုးတွေသုံးလို့ရပါတယ်ဒီနေရာမှာဂျင်းကိုတစ်နေ့ကိုလက်တစ်စက်လောက်ထပ်တော့ပို့ပြီးမစားစေချင်ပါဘူးဂျင်းကိုအများကြီးစားမယ်ဆိုလို့ရှိရင်ရင်ပူတာတွေပိုက်အောင်တာတွေဖြစ်စေနိုင်ပါတယ်နံပါတ်9ကတော့ဟင်းနုနွယ်ပါဟင်းနုနွယ်ဟာအန်တီအောက်ဆီဒန့်နဲ့အမြင့်ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်ဗီတာမင် A ဗီတာမင် C နဲ့သံဓာတ်တွေပါဝင်တာကြောင့်ခန္ဓာကိုယ်ကိုအားဖြည့်ပေးပါတယ်ဟင်းနုနွယ်ကိုကြော်စားတာပြုတ်ပြီးတုပ်စားတာဒီလိုမျိုးတွေစားပေးလို့ရပါတယ်နံပါတ်10ကတော့ပန်းကော်ပီစိမ်းပါပန်းကော်ပီစိမ်းမှာအန်တီအောက်ဆီဒန့်နဲ့အမြင့်ဓာတ်တွေကြွယ်ဝတာကြောင့်အသက်ကျန်းမာရေးကိုကောင်းမွန်စေပါတယ်ဗီတာမင် C နဲ့ကယ်လ်ဆီယမ်တွေပါဝင်တာကြောင့်ခန္ဓာကိုယ်ကိုအားဖြည့်ပေးပါတယ်ပန်းကော်ပီစိမ်းကိုကြော်စားတာချင်းဟင်းချက်စားတာပြုတ်ပြီးတုပ်စားတာဒါမျိုးစားပေးလို့ရပါတယ်နံပါတ်9ကတော့ပဲအမျိုးမျိုးပါပဲအမျိုးမျိုးဟာပရိုတင်းဓာတ်တွေကြွယ်ဝပြီးတော့ပေါ့ပေါ့ပပချက်ပြုတ်စားတောက်လို့ရတဲ့အစားအစာတစ်ခုဖြစ်ပါတယ်အမြင့်ဓာတ်တွေကြွယ်ဝတာကြောင့်စာချေစနစ်ကိုကောင်းမွန်စေပါတယ်ပဲကိုဟင်းညိုချက်တောက်တာပဲပြုတ်စားတာပဲရေဖွာပြီးကြော်စားတာပဲပြုတ်ကိုတုပ်စားတာအမျိုးမျိုးဒီလိုစားသုံးလို့ရပါတယ်နံပါတ်10ကတော့ကစွန်ရိုးနီပါကစွန်ရိုးနီမှာဗီတာမင် A ဗီတာမင် C ကယ်လ်ဆီယမ်တွေအမြင့်ဓာတ်တွေပါဝင်ပါတယ်။စာချေစနစ်ကိုကူညီပေးတယ်ဝန်းမှန်စေတယ်သွေးပေါင်ချိန်ကိုလည်းထိန်းညှိပေးပြီးအဆိပ်တောက်တွေကိုခြေဖြတ်ပေးပါတယ်။ကစွန်ရိုးနီကိုချင်းဟင်းချက်စားတာပြုတ်လို့စားတာပြုတ်ပြီးတုပ်စားတာဒီလိုမျိုးတွေစားသုံးပေးလို့ရပါတယ်။ကစွန်ရိုးနီကိုချက်ပြုတ်တဲ့နေရာမှာအပူချိန်မြင့်ပြီးတော့အချိန်ကြာမချက်သင့်ပါဘူး။ဗီတာမင်ဓာတ်တွေဆုံးရှုံးသွားနိုင်ပါတယ်။ယခုဖော်ပြခဲ့တဲ့အစားအစာတွေကတော့ရာသီဥတုပူတဲ့အချိန်မှာခန္ဓာကိုယ်အေးမြဖို့အတွက်စားတောက်ပေးရမယ့်အစားအစာတွေပဲဖြစ်ပါတယ်။အခုရာသီဥတုပူတဲ့အချိန်မှာရှောင်ရမယ့်အစားအစာလေးတွေကိုဆက်ပြီးပြောပြပေးသွားပါမယ်။ရှောင်ရမယ့်အစားအစာတွေကတော့အဆီများတဲ့အစားအစာတွေဖြစ်တဲ့စီကြောစားတွေအဆီများတဲ့အသားတွေရှောင်ရမယ်။အချိုများတဲ့အစားအစာတွေဖြစ်တဲ့တကြားလုံးတွေကိတ်မုံတွေရောင်စုံအချိုရည်တွေကိုရှောင်ရပါမယ်။နောက်တစ်ခုကတော့အရက်ရှောင်ရပါမယ်။အရက်ဟာခန္ဓာကိုယ်ရည်ဓာတ်ကိုခန်းခြောက်စေပါတယ်။နောက်တစ်ခုကတော့ကက်ဖင်းဓာတ်တွေပါတဲ့အစားအစာတွေရှောင်ရပါမယ်။ကော်ဖီလက်ဖက်ရည်ဒါတွေကိုလည်းရာသီဥတုပူတဲ့ချိန်မှာရှောင်သင့်ပါတယ်။ယခုဖော်ပြပေးခဲ့တာတွေကတော့ရာသီဥတုပူတဲ့ချိန်မှာခန္ဓာကိုယ်အန္တရာယ်မဖြစ်အောင်လိုက်နာရမယ့်အချက်တွေရဲ့ခန္ဓာကိုယ်အေးမြဖို့အတွက်စားတောက်ပေးတဲ့အစားအစာတွေနဲ့ရှောင်ရမယ့်အစားအစာတွေကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။အားလုံးပဲအပူဒဏ်အန္တရာယ်ကနေကင်းဝေးပြီးတော့ကျန်းမာချမ်းသာအသက်ရှည်ကြပါစေရှင်။